မင်္ဂလာပါကိုရီးယားရဲ့တငယ်ချင်းတွေအားလုံးပဲအခုကိုရီးယားချင်းတက်ဖြတ်ထားတယ်ခေးချောင်းဆိုတဲ့တချင်းကိုလေအပျော်နေနဲ့ပေါ့နားထောင်ပေးကြည့်ပေါ့အာသားအနေနဲ့အာသားအနေနဲ့အတန်ဆိုးအတန်ကြောင်ကြီးနဲ့နှိမ့်ဆောက်ပါနော်ဆက်လောက်နားထောင်ကြည့်ရโอเคကားများမယ်ဆိုပဲစမယ်နော် Yana just say home what K Sheila K လာရဲ့ Okay ရေတိတ်ကိုကြောက်ဖို့ကောင်းအစားကိုပုတ်နေတာပဲခေးလေး Yeah Okay ရေစားနိုင်လို့သူလေးမုန်းစလုံးဝမရွေးခေးလေး Yeahဒီမှာခဏလောက်နားစမခေးရစားတာလေးအိုဝေးချဖို့အတွက်ကိုနည်းနည်းလေးတော့တွေးစိတ်ရှိလက်ရှိကိုစားရစားနေလေခေးချောင်းဝဲတော့မယ်Where am I head? Where am I head? ပြောင်းနိုင်ဟေးငါခေကဘီကီကြီးကွာဝိတ်မကြတော့မှဆိုလို့စားလျှောက်ခိုင်းရစားတွေ့တုံးကတော့သေးသေးလေးတလားအိတ်နေပါဇက်ဟပြီးတော့ခူးနဲ့ကွာငါမှသွေးမိတိုင်းစသိန်းထသွားတယ်သူ့အလှမှာငါ့ကိုဓမြတိုက်လို့မွဲထွက်သွားတယ်ကျွေးခိုင်းတာသူကြောင့်ပတ်စံချီပြီးဝဲကျွေးရကျွေးဆက်များခဲ့ငါခေလေးသမင်းစားချက်ကတော့အိုးခွဲချက်ရတယ်ငါကြီးလာထင်ရအောင်ဒါစားတဲ့ဖြစ်မရက်ဘူးသူချင်းအချိန်မြင့်ဆက်ပြီးစားခြင်းခေပိနာကကောင်းနေအားလုံးတစ်သေးသားများဖြစ်ရင်တော့မှခေကိုချစ်တဲ့ကောင်းဆိုရင်တော့တရောင်းစားတန်းဖြစ်ခေတော့ဆိုလက်ခါကိုတပတ်ထဲနဲ့ကုန်မွဲခေဘီကိုတင်စားပြီးချင်းဆက်ဆိုလိုက်တယ်ခဝဝနဲ့ကြမ်းခါနဲ့ဟေပွင့်ကြီးလို့ကြိတ်တယ်ဒီခေလေးနဲ့ချင်းတွေ့တိုင်းကျုံငမွဲဘွားကိုရောက်တယ်ဒီမှာခဏလောက်နားစမခေးရစားတာလေးအိုဝေးချဖို့အတွက်ကိုနည်းနည်းလေးတော့တွေးစိတ်ရှိလက်ရှိကိုစားရစားနေလေခေးချောင်းဝဲတော့မယ်Where am I head? Where am I head? Hey, down, where am I head? Where am I head?